ဒါကတော့မော်လမြိုင်မြို့ကိုခုံမောင်းနေတဲ့ရထားပေါ်ကမြင်ရတဲ့စိန်ကြိုက်တောင်ရဲ့အလှပဲဖြစ်ပါတယ်။စိန်စီဆိုတစ်တော်တွေနဲ့ဖုံးအုပ်ထားတဲ့စိန်ကြိုက်တောင်ရဲ့အလှကိုမြင်ရတာကမြို့ကြီးတွေရဲ့စမြင်တန်းကနေလွတ်မြောက်သွားသလိုခံစားရစေတယ်။တကယ်တော့တဘာဝတောင်တန်းတွေကိုကြည့်ရတာစိတ်ကိုအေးချမ်းစေတယ်။ဘဝရဲ့ပူပန်မှုကိုလည်းခဏမေ့လျော့စေတယ်။တောင်တန်းတွေရဲ့အလှကိုမြင်ရတွေ့ရတာတဘာဝရဲ့ခန္ဓာမှုငြိမ်သက်မှုတို့ကိုအထင်သာခံစားရစေတယ်။ဒီဘက်မှာတော့တောင်ကိုနင်းနေရဒီလောက်နေရတဲ့ကနေရတဲ့နေတော့ပဲဒီကဒီစိတ်တောင်ပြီးွားပို့ပြီးတော့ရှင်းရှင်းလေးလေးနေရတော့ဒီများ